ဖြစ်မြောင်လို့ဒါကျွန်တော်တို့ဒီเจ้าကြီးကိုလှူဖြစ်သွားအောင်ဒီလိုပွဲကြီးအောင်မြင်ဖြစ်အောင်လို့ကူညီပေးတဲ့လူတွေရှိပါတယ်လို့ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့စဆက်ယုံကြည်အားပေးပြီးတော့မှပေါ့နော် line လေးကိုယုံကြည်အားပေးပြီးဟိုပစ္စည်းတွေကိုပေါ့နော်ဝယ်ယူခဲ့တဲ့ကျွန်တော်တို့ရဲ့ customer တွေကိုကျွန်တော်တို့အထူးပင်ကျေးဇူးတင်ပါတယ်ပေါ့နော်သူတို့ရဲ့အားပေးခဲ့လို့ဒါသူတို့ယုံကြည်စွာနဲ့အားပေးခဲ့လို့လေကျွန်တော်တို့ကဘာဖြစ်ဖြစ်ဒီရတဲ့ဥစ္စာနဲ့အမျက်တွေနဲ့ကျွန်တော်တို့ကဒီเจ้าကြီးကိုမျိုးကျွန်တော်တို့တူတာဖြစ်တဲ့တော့ကျွန်တော်တို့ဒီအခုတူတဲ့အလူဒီလဲ customer တွေရဲ့အလူပဲဖြစ်ပါတယ်ပေါ့နော်အားလုံးစုပေါင်းတူထားတဲ့အလူဖြစ်တဲ့အတွက်သူတို့တွေဒီကျွန်တော်ရှိမှ line ဒီမှာပစ္စည်းတွေဝယ်တဲ့အချိန်တိုင်းမှာလည်းကုသိုလ်တွေစားတဲ့တခုရနိုင်မယ်ပေါ့နော်အလူလဲကျွန်တော်တို့ကတောက်ချလုံနေဖြစ်တဲ့အတွက် customer တွေကိုလည်းဒီအလူတွေကုသိုလ်ရအောင်ကျွန်တော်ချိတ်ဆက်ထားပေးပါတယ်လို့ကျွန်တော်တို့အလူတွေနဲ့ကုသိုလ်တွေနဲ့ပေါ့နော်အများတန်းလဲ customer တွေကိုအများတန်းအမျှတွေလည်းဝေပေးတယ်ကျွန်တော်တို့တောက်ချဘာပဲလုပ်ဘာပဲကန်ကန်ဒီမျိုးအမျှတွေကိုတောက်ချဝေပေးနေပါတယ်ပေါ့နော်အဲဒါကျွန်တော်တို့ရဲ့ဒီပစ္စည်းတွေ line လေးရဲ့ထိတွေ့သမျှပုံကိုယ်တွေအားလုံးကလည်းကျွန်တော်တို့ဒီကုသိုလ်ကောင်းမှုတွေအစုစုတွေကိုအမျှတန်းတွေရနေပြီးတော့ကုသိုလ်ကောင်းမှုတွေတူထပ်တူရရှိရပါတယ်လို့ပြောချင်ပါတယ်ဗျဒီကတော့ဒီကျောင်းဆောင်ကြီးမြောက်ဖို့เนาะcustomer ရဲ့အားပေးမှုကြောင့်လည်းဒီလိုနေရာကြီးရခဲ့တာပါဒါ customer ရဲ့ကုသိုလ်တွေလည်းပါဝင်ပါတယ်ငါတို့ line လေးဟိုစကနေရနေပြီးတော့ခုချိန်ထိရုံကြည်နဲ့အားပေးခဲ့ကြတဲ့ customer တဦးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှေ့လျှောက်မှာလည်းဒီချက်ပို့ပြီးကုသိုလ်တွေလုပ်ပြီးတော့ customer တွေလည်းဒီချက်ပို့ပြီးတာလူတွေခေါ်ဆိုနိုင်အောင်ပြီးတော့ကောင်းမွန်တဲ့ရည်သွေးနဲ့ဂျဲနာပစ္စည်းတွေကိုလည်းဒီတက်ပို့ပြီး customer တွေလက်ထဲကိုထည့်နိုင်အောင်လည်းညီမတို့ကြိုးစားသွားဖို့ရှိပါတယ်ရှေ့လျှောက်ပြီးတော့လည်းအားပေးကြပါအောင်ညီမတို့ရဲ့ပြုလုပ်တဲ့ကုသိုလ်တွေတိုင်းက customer တိုင်းရဲ့ပတ်စံတွေပါဝင်နေရမလို့ညီမတို့ရဲ့အလူဗီဒီယိုလေးတွေကိုတွေ့ရဆိုရင် customer တွေကလည်းတာရုခေါ်ဆိုပေးကြပါလို့ပြောချင်ပါတယ်ရှင်ပြီးနောက်ထပ်customer တွေပြီးရင်နောက်ထပ်ကျေးဇူးတင်ရမယ်ကျွန်တော်တို့ရဲ့ team ပေါ့နော်ကျွန်တော်ရဲ့တပည့်သားသမီးတွေပေါ့နော်ကျွန်တော်တို့ဝန်ထမ်းတွေသူတို့တွေလည်းဒါဝိုင်းစူးစမ်းလို့ပေါ့နော်သူတို့တွေရဲ့တူတကွပူပေါင်းစူးစမ်းတယ်ဒီနှစ်တွေမှာတူဝိုင်းစူးစမ်းပေးတယ်လုပ်အားတွေနဲ့လုပ်ပေးတယ်ဘာဖြစ်ဒီ customer တွေကိုကောင်းကောင်းရောင်းနိုင်မှုဆိုတာလည်းကျွန်တော်တို့ဒီဝန်ထမ်းကျွန်တော်သားသမီးတွေကူညီပေးမှုတွေလည်းပါတာပေါ့နော်အဲဆိုတော့ဘာဖြစ်ဒီအလူတွေလည်းကျွန်တော်ရဲ့ဝန်ထမ်းတွေလည်းအားလုံးအတူတူစုပေါင်းပြီးတူတဲ့အတူတူပါတယ်ပေါ့နော်သူတို့လည်းကျေးဇူးတင်ပါတယ်လို့ဒီနေရာနေပြီးတော့ရှေ့လျှောက်လည်း line လေးနဲ့အတူတူဒီတက်ပို့ပြီးကောင်းမွန်တဲ့ဘဝတွေရရှိအောင်အတူတူကဝိုင်းဝန်းပြီးစူးစမ်းပေးကြပါအောင်လို့နော်ဒီတက်ပို့ကောင်းတဲ့ဘဝတွေရရှိအောင်လို့လည်းဒီကဒီနေ့ပေါ့ဆရာအများတန်းကြာဆောင်သွားပါမယ်လို့ပြောချင်ပါတယ်ဗျဦးနဲ့ဒေါ်မေဦးပြလူဦးစီသူမြေဦးနဲ့ဒေါ်မေဦးပြလူဦးစီသူမြေဦးနဲ့ဒေါ်မေဦးပြလူကာလာတော့မထမလူလိုင်းလေးစိတ်တိုင်းအလူဒါနာနှလုံးသားပြူမပြူလိုင်းလေးစိတ်တိုင်းအလူ